အားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော် creation ကနေပြီးတော့ကျွန်တော် gravity စားရင်ကောင်းမလားကျွန်တော်စဉ်းစားနေရပါတယ်ကျွန်တော်တင်တော့ gravity ကအခုလောလောဆယ်အကောင်းဆုံးပေါ့နော် game ထဲမှာ dragon တော့မှကျွန်တော်စုပ်ယူနိုင်တဲ့လောက်ကိုရှိပါတယ်အဲဒီတော့ကျွန်တော်စားရင်ကောင်းမလားလို့ဆိုတာကိုကျွန်တော်လည်းမသိသေးပါဘူးဒါပေမဲ့ကျွန်တော်စားနိုင်ကောင်းမယ်တင်တယ်အဲဒီတော့ကျွန်တော်စားဖို့လုပ်ပါမယ်အခုကျွန်တော်မှာ gravity ရှိတယ် creation ကကျွန်တော်3လို့ဝပြီအဲဒီတော့ကျွန်တော်စားပါပြီအဲဒီတော့ကျွန်တော်စားပါပြီကျွန်တော် gravity စားတဲ့ဟာကိုကျွန်တော်ရိုက်ရှင်တော့အခုလာရိုက်တာပါလုံးလို့ကျွန်တော်မရိုက်ပါဘူး okay 3 2 1အချိန်ဆွဲတော့စားပြီစားပြီ oh my god ဒီရပြောင်းသွားပြီ oh ကျဲတယ်ဗျာအဲ့တော့ကျွန်တော်စိတ်ထဲမှာအချမ်းဆုံးလို့ဒီ enemy တွေကိုတော့ဆန်းကြည့်မယ်ဟာနိုင်ရတိတ်မကောင်းဘူးညာလက်နေလာကျုံးနေလက်ပြီးပါလေ60ဘန်းမှာပဲရတာဘာမှမလုပ်ဘူးโอเคဒီမှာကျွန်တော်တိတ်မတော့ဘူးဗျာဘောင်တီကတော့မြင့်နေဒါပေမဲ့25မီလီယံ24မီလီယံအဲ့မှာပဲတင်ဒါရရင်25မီလီယံအဲ့လိုမျိုးဖြစ်တယ်နော်ဒီစကီဝကျွန်တော် enemy နဲ့တော့တုံးကြည့်ပါအားဒီကောင်ကလက်ကြီးလို့ပါအိုး victory ရလာပြီအကျိုးတက်စီးပါတခါရဖဲလာပါကျွန်တော်မိသွားတာM1 တုံးကြည့်မယ် M1 နဲ့single rate return damage 3000ထွက်ပါတယ်โอเคဒါလေးကျွန်တော်လာပြတာပါအဲ့တော့ဒီကိုပြီးသွား